ဒီဗီဒီယိုရင်ကြည့်ပြီးသူ comment ဖတ်ပြမယ် ဟေးဒီမောင်ငွေတသိန်းဝဲကျက်နဲ့ tablet လုံးရမယ်ဆိုစိတ်ဝင်စားလား ကြည့်အောင်ဗျာကဲ မင်းတို့ဆိုင်က customer ကိုဒီလိုပဲဆက်ဆံတာလား No God please no no အရင်ကတော့ဝယ်မလို့ပါပဲဗျာခုတော့မဝယ်တော့ဘူးဝန်ဆောင်မှုမကောင်းဘူးဗျာပြီးမကြုံညာလဲရတာကိုအမင်းကလေးကွာကောင်းကန်းရောက်မှပေါ်လာရသလားဂယူးဆိုင်ကြီးအပြင်သွားရင်အဖော်လေးနဲ့သွားလူငယ်တွေကအမျှော်မြင်ရှိကြပါတယ်အတားဆီးတွေကြောင့်သာတိုးတက်မှုတွေနှောင့်နှေးနေကြတာ ဟာမင်းကဆရာကြီးပဲကွာ မလာတော့ဘူးပြုတ်ကျသွားတဲ့အာသွင်းကျိုးလေးပြန်ကောက်ပြမှလာမယ်လူငယ်တွေမပြောရတာလည်းမပြောနဲ့လေပြောစရာတွေကိုလိုက်ပိတ်ပင်နေကြတာကိုညီလေးအပြန်ဘယ်လန်းကပြန်တာလဲအပြင်တိတ်မထွက်နဲ့တော့ညီစေတနာနဲ့ပြောတာပါမင်းလောက်တာနဲ့လက်တွေလဲညောင်းနေပြီဟာရှေ့ပြန်ဆွဲကြည့်နေရတာနဲ့အဲ့တော့ငါတို့ကထက်ကြည့်ချင်ရင်ဆိုင်ကိုလာရမှာလားတက်ပလက်ကိုပြောပါတယ်